Intelligent Fitness Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Y Intelligent Fitness ရဲ့ founder ရဲရဲပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ဆွေးနွေးပေးချင်တာကတော့မိတ်ဆွေများအနေနဲ့လှုပ်လှုပ်ရှားရှားမနေပဲအဲ့ရထဲမှာလှုပ်လှုပ်ရှားရှားမနေပဲအဲ့ရထဲမှာလှဲနေရင်တော့မှကျွန်တော်တို့ခန္ဓာကိုယ်ကလိုအပ်တဲ့ energy ကိုတွက်ချက်တဲ့နည်းလေးကိုကျွန်တော်က sharing လုပ်မှာဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်တို့အိတ်နေတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်က energy လိုအပ်တာလဲဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကြီးမလှုပ်ရှားမလုံမရှက်ပဲနဲ့ခန္ဓာကိုယ်ကြီးလှဲနေရင်အိတ်နေရင်တော့မှကျွန်တော်တို့ရဲ့အတွင်းကလေးစာဖြစ်တဲ့အသက်နှလုံးကြောက်ကပ်အကိုယ်တွင်းကလေးစာတွေရောအုံနောက်တွေရောအလုံးလုံးနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့ energy တွေလိုအပ်ပါတယ်။အဲ့ဒီလိုအပ်တဲ့ energy ကိုကျွန်တော်တို့က RMR လို့ခေါ်တဲ့ resting metabolic rate လို့ခေါ်ပါတယ်အဲ့တော့ကြောင့်မို့လို့ဒီဗီဒီယိုမှာကျွန်တော်ကတော့ RMR လို့ခေါ်တဲ့ကျွန်တော်တို့တွက်ချက်နည်းလေးကိုမျှဝေပြဖြစ်ပါတယ်အဲ့ဆိုရင်တော့ဆုံးဖြတ်ကြည့်ပေးပါဦးလို့ပြောချင်ပါတယ် RMR လို့ခေါ်တဲ့ resting metabolic rate လို့ခေါ် rate ချက်နည်းလေးရှိပါတယ်ဗျဒီဟာကိုကျွန်တော်တို့တကယ်တွက်တတ်တဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့ Google မှာရှာပြီးတော့တွက်လို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီဗီဒီယိုမှာ Google ရှာတာတို့ဘာတို့လှုပ်ရှုပ်နေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဗီဒီယိုလေးကြည့်ပြီးတော့တွက်တတ်သွားအောင်ဆိုပြီးတော့ကျွန်တော်ကတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ယောက်ျားလေးနဲ့မိန်းကလေးနဲ့ပေါ့မျိုးသမီးတွေကိုကျွန်တော်ကခွဲပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာအမျိုးသားအနေနဲ့ကျွန်တော်ကဘယ်လိုစပြီးတော့တွက်ရမလဲဆိုတော့အရင်ဆုံးကျွန်တော်တို့4.38အမြောက်ခန္ဓာကိုယ်ရဲ့ weight ကိုပေါင်နဲ့တွက်ပြီးတော့မျှောက်မှာဖြစ်ပါတယ်ခင်ဗျာဒီဟာကနံပါတ်1ရလာမဲ့အဖြေဖြစ်ပါတယ်ဒီအဖြေကိုကျွန်တော်တို့ခဏမှတ်ထားမယ်ပြီးရင်နောက်ထပ်တစ်ခုကကြတော့14.55အမြောက်ခန္ဓာကိုယ်ရဲ့အရက်အမြင့်ကိုကျွန်တော်တို့လက်မနဲ့တွက်ချက်ပြီးတော့မျှောက်အောင်ဖြစ်ပါတယ်ဒီအဖြေနှစ်ခုကိုပေါင်းပြီးတော့နောက်ထပ်ကျွန်တော်တို့နှစ်ခုကိုထပ်ပြီးတော့တွက်ကြမှာဖြစ်ပါတယ်နောက်ထပ်နှစ်ခုကကြတော့9.38အမြောက်အသက်ကိုယ့်ရဲ့အသက်ပေါ့နော်ကိုယ့်ရဲ့လက်ရှိနေတဲ့အသက်ရဲ့ပြီးရင်အဲ့ရလာတဲ့အဖြေကိုကျွန်တော်တို့260နဲ့ပေါင်းရအောင်ဖြစ်ပါတယ်ပေါင်းပြီးတော့ခုနရတဲ့အဖြေနဲ့ဒီနောက်ထပ်ရတဲ့အဖြေနှစ်ခုကိုနှုတ်ရအောင်ဖြစ်ပါတယ်ခင်ဗျာနှုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ယောက်ျားလေးတစ်ယောက်မှာအခုပေါ့နော်မျိုးသားတစ်ယောက်မှာလိုအပ်တဲ့တနေ့တာလိုအပ်တဲ့ပေါ့နော်ခန္ဓာကိုယ်ကမလုံးမရှက်ပဲအိပ်ဆက်နေတဲ့အချိန်မှာလိုအပ်တဲ့ RMR ဆိုတဲ့ကိန်းဂဏန်းတစ်ခုရလာမှာဖြစ်ပါတယ်ခင်ဗျာဒီကိန်းဂဏန်းကိုဘာကြောင့်လိုအပ်လဲဆိုတော့ကျွန်တော်တို့တော်တော်များများဝိတ်ချတဲ့လူတွေစီချတဲ့လူတွေကဒီ rate ကိုမသိဘဲနဲ့အရင်စီချတဲ့အတွက်ကြောင့်မို့လို့အစီချတယ်ဝိတ်ချတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာကိုမသိဘဲနဲ့ကျွန်တော်တို့ကအစားကိုအရင်ရှော့ချလိုက်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့တစ်သက်လုံးလည်းမလျှော့နိုင်ဘဲနဲ့ဒီလိုမျိုးရှော့ချလိုက်တဲ့ကြောင့်မို့လို့ခန္ဓာကိုယ်ကဇီဝဖြစ်စေတွေအရန်ကိုမှနှေးကွေးသွားပြီးတော့ကျွန်တော်တို့တစ်ချိန်မှာပြန်စားတယ်ဆိုလို့ရှိရင်ဒါကအဆမတန်ပေါ့နော်ပြန်ပြီးတော့ဝလာမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ဒီအမျိုးသမီးအတွက်ကိုတွက်တဲ့နည်းလေးကိုကျွန်တော်မျှဝေပေးပါမယ်ဒါကတော့အမျိုးသမီးတစ်ယောက်မှာမလုံမရှက်အိပ်ဆက်နေတဲ့အချိန်မှာလိုအပ်တဲ့ကယ်လိုရီပမာဏ energy ဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးအနေနဲ့3.35အမြောက်ခန္ဓာကိုယ်ရဲ့ weight ကိုပေါင်နဲ့တွက်ပြီးတော့မျှောက်အောင်မှာဖြစ်ပါတယ်ဒီရလာတဲ့အဖြေကိုအပေါင်း15.42အမြောက်ခန္ဓာကိုယ်ရဲ့အရက်မြစ်ကိုလက်မနဲ့တွက်ပြီးတော့မျှောက်အောင်မှာဖြစ်ပါတယ်ခုနရတဲ့အဖြေနဲ့ဒီအရက်နဲ့တွက်ထားတဲ့အဖြေကိုနှစ်ခုကိုပေါင်းပြီးလို့ရှိရင်ကျွန်တော်တို့ခဏမှတ်ထားမှာဖြစ်ပါတယ်ပြီးရင်2.31အမြောက်အသက်အခုလက်ရှိနေတဲ့အသက်ကိုမြောက်ရမှာဖြစ်ပါတယ်ပြီးရင်အပေါင်း43ဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ကရတဲ့ဖြေနဲ့အောက်ကရတဲ့ဖြေနှစ်ခုကိုကျွန်တော်တို့နှုတ်ပြီးလို့ရှိရင်အခုလက်ရှိမျိုးသမီးတစ်ယောက်မှာလိုအပ်တဲ့တနေ့တာမလှုပ်မရှက်နဲ့အဲ့ရထဲမှာလဲနေတာမှာလိုအပ်တဲ့ကယ်လိုရီပမာဏကိုသိရမှာဖြစ်ပါတယ်ဒီလိုမျိုးသိရတဲ့အတွက်ကြောင့်မို့လို့ခုနအရှိမပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့အရန်ကိုမှ short ချပြီးတော့စားသုံးတဲ့လွဲမနေတဲ့နည်းစနစ်ကိုကျွန်တော်တို့ပြင်နိုင်မှာဖြစ်ပါတယ်
ဒီနည်းလေးကိုတွက်ကြည့်ပြီးတော့ကိုယ့်ရဲ့တစ်နေ့တာမှာ resting metabolic rate ဘယ်လောက်ရှိလဲဆိုတာကိုသိပြီးသွားလို့ရှိရင်ကျွန်တော်တို့အရန်ကိုမှ short ချပြီးတော့စားသုံးတဲ့နည်းစနစ်ကိုပြင်ဖို့အတွက်ကိုအချိန်မီမယ်လို့ထင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့အကျိုးတူဆုံးရမယ်ဆိုလို့ရှိရင် comment ပေါ်မှာခုရေးခဲ့ပါဦး